ဒဝဲရှိတော်ဒေတာကိုဆက်နရှိတက်ကလက်နေကြီးနဲ့ရက်ဆက်ပြစ်ခတ်နေလို့ဒေတာခန်တွေတတိထားပြီးနေထိုင်နေကြရပါတယ်။ဇန်နဝါရီလ12ရက်နေ့ကလက်နေကြီးနှလုံးဒီကနေ့လက်နေကြီးလေးလုံးဘွားပင်ရွာနဲ့ဝါကုန်းရွာဝကျေကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေတာခန်အချို့ကပြောပါတယ်။ဒဝဲမြို့စဟာရွာခြေဆိုင်အမတ33ညာနဲ့အမြောက်တိုက်ရင်နဲ့ကြောင်မရော့စကန်တွေကနေပြစ်တာလို့ယူဆရပြီးလူနဲ့နေအိမ်ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ဇန်နဝါရီလ9ရက်နေ့ကတင်ကန်လုံးရွာရှိပြည်သူ့ကာကွယ်ရေးတပ်ခိန်းနဲ့ရင်ဝိုင်းရွာရှိအေဒီမူဒဝဲပါကဖတ်ခန်းငယ်ချို့ကိုဆက်နက်ရှိတဲ့ဆက်ကြောင်းကပြစ်ခတ်တက်ခိုင်မိရှုဖြစ်စီခဲ့တယ်လို့ရှစ်တောချစ်ဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။နောက်ရက်တွေမှာတော့ဆက်နက်ရှိတက်ကဒဝဲရှစ်တောဒေသမှာရှိတဲ့ကြေးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလုပ်နေတယ်လို့သိရပါတယ်။အဲ့ဒီဆက်ကြောင်းဟာဒဝဲအရှိတော်ဒေသနယ်မြေထဲမှာရှိတဲ့ဥယျာဉ်ချန်နဲ့တောထမ်းမှာပျောက်ကြားဆက်ကြောင်းထုံနေတာကြောင့်ဒေသခန့်အချို့လုပ်ငန်းရန်နာထားရပြီးအခြေအနေကိုစောင့်ကြည့်နေကြတယ်လို့လည်းဆိုပါတယ်။